ရားရဲ့အဆုံးအမအချင်းချုပ်ပြောပါဆိုရင်မလုံးရမှနဲ့လုံးအောင်မလုံးသင့်နာနဲ့လုံးသင့်နာဒီတစ်ခုခွဲခြားဟောတယ်ဒါဖြင့်မလုံးသင့်ဘူးဆိုတာဘုရားမကြိုက်လို့လားသူမကြိုက်လို့လားဒီလိုအဓိပ္ပာယ်မရဘူးမြတ်စွာဘုရားဟောတဲ့မလုံးသင့်ဘူးဆိုတာဘာကြောင့်မလုံးသင့်တယ်လဲအပြစ်ရှိပြီးဆိုးကျိုးကိုဖြစ်စေတာမလုံးသင့်ဆိုပါတော့ဒီအစာမစားသင့်ဘူးဆိုတာဘာလို့မစားသင့်တာတော့မေးဒီအစာစားရင်ဝန်းလျှောမယ်ဘိုင်းနာမယ်ရောဂါတိုးမယ်စီးကျိုးရှင်းစီးကျိုးတက်မယ်ဒီသွေးတို့ရှိတဲ့လူကသွေးတို့ pressure တက်မယ်ဆိုအဲ့ဒါမျိုးကိုမစားသင့်ဘူးလို့ဆိုလိုတာမလုံးသင့်ဘူးဆိုတာမြတ်စွာဘုရားဟောတဲ့မလုံးသင့်ဘူးဆိုတာလေလုံးပြီဆိုရင်ဆိုးကျိုးတွေပြဿနာတွေနောက်ကလာမယ်လို့ဆိုလို့လုံးကြည့်မယ်ဆိုရင်တကယ်လာမှာပဲလေဆိုးကျိုးလာစေတတ်တဲ့အလုပ်တွေမလုံးနဲ့ကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေတတ်တဲ့အရာတွေကလုံးတဲ့အရာဖြစ်တယ်ပေါ့အဲ့တော့လုံးတဲ့အရာကိုလုံးလိုက်ပြီဆိုရင်ကောင်းကျိုးချမ်းသာရလာအဲ့တော့ဒီအဆုံးအမတစ်ခုတည်းကိုကလုံးတဲ့နာနဲ့မလုံးတဲ့နာဆိုတာမှာမလုံးတဲ့နာကိုလုံးလို့ရှိရင်လည်းဒုက္ခရောက်တယ်လုံးတဲ့နာကိုလုံးမယ်ဆိုရင်လည်းချမ်းသာဒုက္ခရနိုင်တယ်ဆိုတာလူလောကကြီးမှာကိုကဒီအချက်နှစ်ချက်ဟာဘယ်အခါပဲဖြစ်ဖြစ်ရွေးချယ်လိုက်တာကျင့်သုံးရမယ့်အချက်နှစ်ချက်ပဲဖြစ်တယ်နေ့စဉ်ဘဝတာမန်ကိစ္စလေးတစ်ခုပေါ့ဒီတိုင်းပဲရှိတယ်